ဘာကရမဲကိုပဲတဲပြီးတော့တိဆောက်ထားတာဆိုရင်ဘောလုံးကလပ်ပိုင်ရှင်ပြောစကားတွေကဘာအမြင်မှမရှိတာကိုပေါ်လွင်စေတဲ့အချက်များဟန်စီဖလစ်ကဘာကာကိုတကယ်စနစ်ကျတဲ့အသင်းဖြစ်အောင်လုံနိုင်ခဲ့ပြီလို့ပြောရမှာပါပဲတယောက်တည်းပဲအားကိုးမဲ့ပုံမှုတ်ဖဲနဲ့ဇာမာအားလုံးကအားကိုးလို့ရတဲ့အနေအထားဖြစ်အောင်လို့ဟန်စီဖလစ်ကတိဆောက်ထားနိုင်ခဲ့ပါပြီဗလင်ဆီယာနဲ့ကစားတဲ့နောက်ဆုံးပွဲမှာဆိုရင်ရမဲကဒဏ်ရာကြောင့်မပါဝင်နိုင်ခဲ့မယ်ကျန်တဲ့ကစားမတွေကတော့ကိုလုံးကိုကောင်းကောင်းလုံးနိုင်ခဲ့ကြပြီးကိုဒါစင်ဝက်နိုင်ပွဲကိုရယူနိုင်ခဲ့ပါတယ်ဟန်စီဖလစ်မတိုင်ခင်တဲ့လူဝစ်စင်နဘရီနောက်ပိုင်းကာလတွေမှာဘာစရာကမက်ဆီတယောက်တည်းပဲအဓိကအားထားပြီးတော့အသင်းကိုတိဆောက်ခဲ့တာကိုတွေ့ရပါတယ်မက်ဆီကလည်းဘောလုံးသမိုင်းမှာအကောင်းဆုံးကစားမတစ်ယောက်ဖြစ်ပြီးတော့ဘာစရာတစ်သိန်းလုံးကိုသူတယောက်တည်းထမ်းတင်ပေးထားနိုင်တဲ့ level မျိုးမှာရှိခဲ့တာပါဒါပေမဲ့မက်ဆီခြေသွမ်းမပြနိုင်တဲ့အချိန်တွေနဲ့နောက်ပိုင်းမက်ဆီထွက်ခွာသွားခဲ့တဲ့အချိန်တွေမှာဘာစရာရဲ့အချိန်တွေကအတော်လေးကိုရိုင်ထွက်သွားခဲ့တာကိုတွေ့ရပါတယ်မက်ဆီရှိရင်ဘာစရာကလဲကြည့်ကြမလို့တော့တဲ့အနေအထားမျိုးမှာရှိနေခဲ့ပြီးမက်ဆီမရှိရင်တော့ဘာစရာဆိုတာရေမွေးတသားအနေအထားလောက်ကိုဖြစ်နေခဲ့ပါတယ်အခုအင်နာမီအသင်းဖြစ်နေလို့ပုံစံမျိုးတွေတောင်သွားပြီးတော့တူနေခဲ့ပါတယ်ဟန်စီဖလစ်ကနောက်23ခုနှစ်မှာဘာကာရဲ့နီးပြဖြစ်နေရောက်လာခဲ့ပါတယ်သူရောက်လာချိန်မှာဘာကာပြဿနာတွေများနေခဲ့တာပါချန်ပီယံလိမှာမအောင်မြင်တာလာလီဂါမှာခြေချဖြစ်တဲ့အောင်မြင်မှုမျိုးတွေရယူနိုင်ခြင်းမရှိတာတွေနဲ့တော်လေးကိုသဘောဥဆန်နေခဲ့ပါတယ်အဲလိုနဲ့ဟန်စီဖလစ်ကဘာစရာရဲ့ဥတီယာကိုပြုပြင်ယူခဲ့ပါတယ်သူရဲ့စနစ်ကကစားမတယောက်တည်းပဲအားပြုတိဆောက်တာထက်ကစားမတွေအားလုံးပါဝင်စေတဲ့ပုံစံမျိုးဖြစ်အောင်ဟန်စီဖလစ်ကပြောင်းလဲယူခဲ့တာပါဒါကိုတချို့သောတာဇန်တွေကအထင်မှားခဲ့ကြရှိပါတယ်ကိုအိုင်ဘောလုံးကလပ်ထောင်ထားတဲ့ငရေသားတယောက်ဆိုရင်ဘာစရာကရမဲပဲအဓိကတဲပြီးတော့တိဆောက်ထားခဲ့တာကြောင့်ရမဲကဒဏ်ရာပြဿနာတစ်ခုနဲ့ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုရင်ဘာစရာကလမ်းဘေးရောက်သွားတော့မယ်ဆိုတဲ့အထားမျိုးကိုပြောခဲ့သေးတာမှတ်မိပါသေးတယ်ဒီကလေးကသူ့အနေနဲ့ဘောလုံးကလပ်ရဲ့ပိုင်ရှင်သာဖြစ်နေတယ်ဘောလုံးကြောင်းနဲ့ဘောလုံးနီးစနစ်တွေကြောင်းဘာမှသိရှိခြင်းမရှိပဲရှောက်ဖောနေရလို့ကောက်ချက်ချလို့ရပါတယ်ပြောချင်တာတော့ကြားပါပြီစကားမဆက်မိသေးလို့ဘာမှပြောပဲကြည့်နေတာပါတကယ်တော့သူမမြင်တာကဟန်စီဖလက်လက်ထက်မှာရမဲကမူလတုန်းကထပ်ပို့ပြီးတော့တောက်ပလာဖြစ်ပါတယ်ပို့ပြီးတော့ခြေသွမ်းပြလာတယ်ပို့ပြီးတော့ရင့်ကျက်လာတယ်ဒီလိုပုံစံမျိုးပါရမဲမှမဟုတ်ပါဘူးဟန်စီဖလက်လက်ထက်မှာရာဖီညာတို့လည်းကောင်းတာပါပဲလူငယ်စားမလေးဖြစ်တဲ့ဂါဗီတို့လည်းကောင်းတာပါပဲအကုန်လုံးကောင်းနေရပါဒါပေမဲ့ရမဲပဲကွက်ကြည့်ပြီးတော့ရမဲပဲအဓိကမြင်ခဲ့တာဖြစ်ပါလိမ့်မယ်တကယ်ဆိုဟန်စီဖလစ်ကရမဲကိုအဓိကတဲပြီးတော့အသိုံတိဆောက်ထားမျိုးလုံးဝမရှိခဲ့ပါဘူးခုနောက်ဆုံးစားခဲ့တဲ့ဗလင်ဆီယာနဲ့ပွဲမှာဒီအချက်ကိုအထင်းသားမြင်နိုင်ပါတယ်ရမဲကဘာစရာရဲ့အဓိကတိုက်စစ်စားမတယောက်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ်အိုင်ဘတ်ခွန်ရှိကိုနဲ့5 miss ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်39 454 569 465ကိုဆက်သွယ်လိုက်ပါဒါမဲ့ရမဲမပါနဲ့ဘာစရာတင်းရလက်တွေစိုးဝါးနေမယ်ဆိုတဲ့ပုံစံမျိုးဟန်စီဖလစ်အဖြစ်မခံခဲ့ပါဘူးဟန်စီဖလစ်ရဲ့တိဆောက်မှုကရေရှည်တွက်ခိုင်မာတဲ့အုံမြစ်ပါသူကကယ်မီကလူငယ်တွေကိုအဓိကထားပြီးတော့အသင်းရဲ့ဘန်နာကြီးကိုတင်းညောင်လှုပ်ထားပါတယ်ဒါကဘာကားရဲ့အနာဂတ်ကိုမျှော်လင့်ခြင်းစရာဖြစ်စေပါတယ်ဂါဗီလိုကစားမတွေကအခုဆိုရင်အသင်းအဓိကတောက်တိုင်ကစားမတွေဖြစ်နေပြီးလာလီဂါထိပ်ဆုံးနေရာတွေမှာရှိနေတာကဒီအုံမြစ်ရဲ့တတ်သေးပါပဲဟန်စီဖလစ်ရဲ့ဘာစရာမှာအားသာချက်တွေအများကြီးကိုရှိနေပါပြီပထမဆုံးကအသင်းရဲ့စီးလုံးညီညွတ်မှုပဲဖြစ်ပါတယ်ရမဲလူကျဲဝင်းကစားမမပိုင်တော့မှကျန်တဲ့ကစားမတွေကနေရာဖြစ်ပြီးတော့အောင်မြင်မှုကိုထိန်းထားနိုင်စွမ်းရှိနေပါတယ်ဒါဟန်စီဖလစ်ရဲ့စနစ်ကတအူးတဲပေါ်မှာမမီခိုပဲအသင်းတစ်ခုလုံးရဲ့ပါဝင်မှုကိုအားကိုးထားအကြောင်းဖြစ်ပါတယ်ဟန်စီဖလစ်ရဲ့နီးပြစတိုင်ကကစားမတွေယုံကြည်မှုကိုလည်းရရှိထားပါတယ်သူရဲ့စကားပြောနည်းနဲ့ကစားမတွေကိုလုံဆော်နိုင်မှုကအသင်းရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်ပါတယ်ဗလင်ဆီယာနဲ့ပွဲပြီးတဲ့နောက်သူက We are building a team where everyone contributes လို့ပြောခဲ့တယ်ဂါရီယန်မှာလို့ဖော်ပြထားပါတယ်ဒီစကားသူ့ရဲ့ရည်မှန်းချက်ကိုရှင်းလင်းလင်းသက်သေပြနေပါပရိသတ်တွေကမြန်မာနိုင်ငံဘောလုံးကလပ်ထောင်ထားတဲ့အသင်းပိုင်ရှင်ပြောခဲ့တဲ့ဘာစရာနဲ့ပတ်သက်တဲ့အင်တာဗျူးကိုနားထောင်ပြကြလာဗျအခုဘာကာဖြစ်နေတာသူပြောတာတွေပုံမှာဘယ်လိုမြင်ကြလဲကိုယ့်ရဲ့မြင်ကိုလည်းပြောပေးခဲ့ပါဦးဇုံးဒီ GPS အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်